ပဲခိုင်းလိုက်လားရုပ်တမျှအသုံးချခဲ့တာလုံးဝသေးချခဲ့တာတိုင်းတိုင်းညာစေကလက်စေကပြန်ကုန်ထအသုံးချကန်ကိုပလိုင်းကြီးထောင်မုံကြလုံးဝကိုသုံးစမရတဲ့ငါအမှန်တရားကိုအပြုံးများနဲ့ကရှုံတရားကိုစကားများနဲ့တာအောင်ညာနာကိုတုံကာရနဲ့ရုပ်ပြတနာတွေကိုလေဟာတာဖြစ်သုံးတော့တာမမာနာတွေကိုလာထားခဲ့ပတ်စံနဲ့ဝယ်လို့မရတာပါများလေငါရဲ့နားထဲမှာမကြားခဲ့ဘူးတဲ့အတန်လက်တလုံးချမြတ်ဖုံများရဲ့တတန်တောင်ပလန်းလိုကိုယ်ကောက်များတဲ့အကြံလေးမလွှဲနဲ့အလန့်ငါဆိုရဲ့အလန့်ဒီတစ်ခွက်လို့ခါတီအများကြီးမရှိတဲ့အမှန်မှန်အတန်တွေမဟုတ်တဲ့အတန်ပလန်တွေကြားမှာရွေးချယ်ဥမို့ရှိစ passionate income asset လူငယ်တူပေါ်အေး the boy yeah true false yo yeah the true false yo အေးမအမားနဲ့အမှန်အေးတဲ့ကံပေါ်အားနဲ့မတန်အေးမမန်ရှို့သွားနဲ့အပြန်ခံပြီးပြန်မဆန်တော့ဘုံလုံးတလေပြီးရင်ငါပြန်မလှန်တော့တာကိုနဲ့မထိုင်ကိုထိုင်ကိုကံပေါ်ကွာyo ရှင်းနေတဲ့တောင်မြို့တိုင်းမှာပြည်ပေါ်နဲ့ထောင်ချောက်တိုင်းကွာလူဖွဲ့စည်းရဲ့ပေါင်ချောက်အတွေးချော်တော့ကြောင်ပြောက်ပြီးရိုင်းလာတဲ့အတွေးအခေါ်ချောက်အရှောင်းတောက်အပြောင်မြောက်တဲ့မင်းတို့ဘေးချော်တဲ့အတွေးခေါ်ရင်းတွေတော့လက်မခိုင်းနိုင်ပါနဲ့လုံးမတပြကုံရှိဆက်ဆုံရဲဆုံးမတကားကိုယုံပြီးချန်မဲ့ကြီးတမိတ်နဲ့လုံနေတဲ့တိခင်မှာတပုံကြီးပြမယုံရှိချတုံးခုလို့လှမ်းလို့မီတဲ့နေရတစ်ခုခုံပြီးတော့ဒုက္ခကိုလှလာနဲ့ကြုံပြီးမှအတိအကျနဲ့တမကြစုံကြီးကြတိကျနဲ့တာကမတိကျတော့ရှာမကြပြောမရတဲ့ဟာတာအေးဒါလုံးကိုက်တဘာဝအခါတည်းအာဟာရအေးအနမဟုတ်အေးဟာတာမတီးမြဲတဲ့ထာဝရပကာသနာတွေလက်ကန်စမှုကငါကွာတယ်ငါရဲ့နားထဲမှာမကြားခဲ့ဘူးတဲ့အတန်အေးအနလက်ကလုံးချမြတ်ဖုံများရဲ့တတန်တောင်ပလန်းလိုကိုယ်ကောက်များတဲ့အကြံလေးမလွှဲနဲ့အလန့်ငါဆိုရဲ့အလန့်ဒီတစ်ခွက်လို့ခါတီအများကြီးမရှိတဲ့အမှန်မှန်အတန်တွေမဟုတ်တဲ့အတန်ပလန်တွေကြားမှာရွေးချယ်ဥမို့ရှိစ passionate income asset လူငယ်တူပေါ်အေး the boy yeah true false yo yeah the true false နားနဲ့မှန်ကိုခွဲခြားနေရင်လူတွေအမြင်မှာအယူပေါ့အများကမှန်တော့အနေကခံမြစ်တာမရှိပါဘူးကွာအသွားနဲ့အပြန်ဘောလုံးတစ်လုံးလိုအားနဲ့ကန်ပြီးအောင်မွေးရဖို့တော့အသုံးချကြံနေတဲ့လူတွေကစေတနာလို့ကောင်းရင်တတ်ကြပြန်တယ်